ဒီလူဟာသူ့ဇနီးကလိန်လေသူမှန်းရုတ်တရက်သိလိုက်ရပါတယ်သူတို့ရဲ့မင်္ဂလာပွဲတပ်ပုံထဲမှာဇနီးဖြစ်သူကလက်ချောင်းတွေကိုချိတ်ထားတာတွေ့ရတယ်ဒါကဖျားသခင်ကိုခွင့်လွှတ်ဖို့တောင်းဆိုတဲ့တင်ကြတာတစ်ခုပါပဲအဲ့ဒီအခါမှာဂျက်ခါသူတို့ရဲ့အိမ်တော်ကြီးတစ်ခုလုံးဟာလိန်လေမှုမှန်းနောက်ဆုံးတော့နားလည်လိုက်ပါတယ်သူရဲ့တန်တရားတွေကိုအတီးပြုဖို့အတွက်သူကမင်းအတွက်ငါလက်ချောင်းတွေချိတ်ပေးမယ်လို့တမင်တက်တက်ပြောလိုက်တယ်သူ့ဇနီးဟာအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါခဏတာညှိတက်သွားပေမဲ့ချက်ချင်းပဲသူမရဲ့ပြဘုံပီပီသားကိုပြန်ပြုံးပြလိုက်တဲ့ဂျက်ကအမှန်တရားကိုရှာဖွေဖို့အတွက်သူ့ဇနီးနောက်ကိုခိုးပြီးလိုက်ပါတော့တယ်ဒါပေမဲ့သူမသိလိုက်တာကသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုအမြဲစောင့်ကြည့်ခံနေရတယ်ဆိုတာပါပဲတကယ်တော့ဂျက်မွေးဖွားလာတဲ့နေ့ကလေးကနိုင်ငံပေါင်း220ကသူ့ကိုတိုက်ရိုက် TV ကနေကြည့်ရှုနေခဲ့တာပါသူ့ရဲ့ဘဝတစ်ခုလုံးကိုလျှို့ဝှက်ကင်မရာတွေနဲ့ရိုက်ကူးပြီးတစ်ပတ်ကို24နာရီလုံးမပြတ်ပဲထုတ်လွှင့်နေတာပါအဲ့ဒီ show ကိုဂျက် show လို့ခေါ်ပါတယ်သူနေထိုင်တဲ့နေရာဟာတကယ်တော့ကြီးမားတဲ့စတူဒီယိုတစ်ခုပါမြို့ထဲကလူတိုင်းဟာဂျက်ကလွဲလို့ professional တရုပ်ဆောင်တွေပါသူ့အမေနဲ့ဇနီးပါမကြံပေါ့ဒီ show ဟာ230လုံးပြသလာခဲ့တာဖြစ်ပြီးဒရိုက်တာဟာကြော်ညာတွေကနေတော့ဒါတန်းရနဲ့ချီပြီးဝင်ငွေရခဲ့ပါတယ်ဂျက်တယောက်တည်းသာဘာမှမသိပဲဒရိုက်တာရဲ့ဇညွန်းထဲမှာနေထိုင်ရင်းနေတိုင်းအလုပ်တွေကိုထက်ခါတလဲလဲလုပ်နေရတာပါနေ့တိုင်းမှာသူကသူ့အိမ်ကြီးချင်းကိုပျော်ရွှင်နှုတ်ဆက်လေးရှိပါတယ်မင်္ဂလာနံနက်ခင်းပါမင်္ဂလာပါမင်္ဂလာနံနက်ခင်းပါအော်မတွေ့ဖြစ်ရင်တော့နေခင်းကောင်းပါစေညနေကောင်းပါစေညချမ်းကောင်းပါစေလို့နှုတ်ဆက်ပါတယ်ဂျက်ခါအာမခံရောင်းသမားအဖြစ်အလုပ်လုပ်ပါတယ်တနေ့မှာသူအလုပ်ကိုကားမောင်းသွားနေတော့ရုတ်တရက်အပေါ်ကနေတစုံတစ်ခုပြုတ်ကျလာပါတယ်သူလမ်းလျှောက်သွားပြီးကြည့်လိုက်တော့စတူဒီယိုမီးလုံးကြီးတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီလိုအရာမျိုးကဘာကြောင့်ကောင်းကင်ကနေပြုတ်ကျလာရတာလဲသူစိတ်ရှုပ်ထွေးစွာနဲ့ပဲအလုပ်ကိုဆက်သွားပါတယ်ရုတ်တရက်ရေဒီယိုကလေရင်တစင်းဆက်ချို့ယွင်းမှုဖြစ်သွားတယ်လို့ကြေညာလိုက်ပါတယ်ဂျက်ကလည်းအဲ့ဒါကိုပဲယုံလိုက်ပါတယ်ဒါပေမဲ့ဒရိုက်တာကတော့အခွင့်အရေးမပေးပဲဂျက်ကိုရေပေါ်ကကျွန်းတကျွန်းကိုအာမခံစာချုပ်ပိတ်ဖို့အတွက်မန်နေဂျာကိုလွှတ်လိုက်ပါတယ်ဒါပေမဲ့ဂျက်ကအဲ့ဒီကိုသွားချင်စိတ်မရှိဘူးသူမန်နေဂျာကိုအဲ့ဒီညမှာသွားဆရာဝန်နဲ့ချိန်ထားတယ်လို့ပြောပေမဲ့မန်နေဂျာကမသွားရင်အလုပ်ပြုတ်နိုင်တယ်လို့ပြောလိုက်ပါတယ်ဂျက်ခါသဘောတူဖို့ကလွယ်ပြီးရွေးချယ်စရာမရှိတော့ပါဘူးဒါပေမဲ့သူတင်မောစိတ်ကိုရောက်တဲ့အခါမှာတော့နောက်ဆုတ်ချင်လာပါတယ်သူ့ခြေထောက်တွေတုံရင်လာပါတယ်ဂျက်ခါကလေးဘဝတုန်းကသူ့အဖေနဲ့အတူပင်လယ်ကိုထွက်ခဲ့ဘူးတယ်သူတို့ဟာကြမ်းတမ်းတဲ့မုန်တိုင်းတစ်ခုနဲ့ကြုံခဲ့ရပြီးသူ့အဖေပင်လယ်ထဲပြုတ်ကျကဘယ်တော့မှရှာမတွေ့တော့ပါဘူးဒီအဖြစ်အပျက်ဟာအဲ့ဒီအချိန်ကလေးကဂျက်ရဲ့အပြင်းထန်ဆုံးဒဏ်ရာဖြစ်ခဲ့ပြီးသူ့ကိုပင်လယ်ကြောက်တဲ့ဆွေးမြဲတဲ့ကြောက်ရွံ့မှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီကြောက်ရွံ့မှုကပဲသူ့ကိုဒီကျွန်းပေါ်မှာပိတ်မိနေစေခဲ့တာပါဂျက်ရဲ့တုံ့ပြန်မှုကိုမြင်တော့ဒရိုက်တာလည်းနောက်ဆုံးတော့စိတ်အေးသွားပါတော့တယ်ဒါပေမဲ့ဂျက်ပြန်လှည့်လာတဲ့အခါမှာလမ်းဘေးကအင်ဂျင်မဲ့တအူးကိုသတိထားမိလိုက်တယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပျောက်ဆုံးသွားခဲ့တဲ့သူ့အဖေဟာရုတ်တရက်ပြန်ပေါ်လာခဲ့ပါတယ်